ဒီနေ့တော့ Excel မှာအခုလိုမျိုးဒီရုံးပိတ်ရက်ပေါ့နော်ဒီလို download ပုံစံလေးကိုဆွဲပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကိုဆွဲကျင်တဲ့နေရာမှာလိုအပ်တဲ့ဆဲကွက်တွေကို selection ရင်မှတ်မယ်ဒီ selection မှတ်ထားတဲ့ဆဲကွက်တွေကိုတစ်ကွက်တည်းဖြစ်သွားအောင်လို့ margin center မှာနှိပ်မယ်ပေါ့နော်အဲ့ဒါပြီးသွားရင်တော့စာရိုက်ပါမယ် Excel မှာမြန်မာစာရိုက်မယ်ဆိုရင်အရင်ဆုံးနံပါတ်1လုပ်ပေးရမှာကဒီ font box ရဲ့ down arrow မှာနေပြီးတော့မြန်မာစာရှိတဲ့နေရာကိုယူမယ်ပေါ့နော်ဒီမှာကတော့ပြည်ထောင်စု font ကိုယူလိုက်မှာဖြစ်ပါတယ်မြန်မာစာရိုက်ဖို့အတွက် keyboard က Ctrl Shift ဖိပြီးတော့မြန်မာစာပြောင်းလိုက်နော်ပြောင်းပြီးသွားရင်တော့ဒီမှာရေးပါမယ်ရုံးပိတ်ရက်လို့ရေးလိုက်မယ်ပေါ့နော်ပြီးသွားရင် enter ခောက်ပေးပါခောက်ပြီးသွားရင်ဒီစာသားကို download ဖြစ်သွားအောင်လို့ဒီဆဲကွက်မှာ click ပြန်နေပါမယ် orientation pattern မှာနေပြီးတော့ rotate text up နဲ့ download လုပ်လိုက်မယ်စာသားကိုဆဲကွက်ရဲ့အလယ်ကိုရောက်အောင်လို့ center ကိုထပ်နေပါမယ်အနီရောင်ချယ်ဖို့အတွက်ကတော့ shape ရဲ့ down arrow မှာနေပြီးတော့အနီရောင်သုံးလိုက်မယ်ပေါ့နော်လိုအပ်မယ်ဆိုရင်တော့ all border နဲ့ပေါင်းခလို့ရပါတယ်ဒါဆိုရင်တော့ဒီဘက်မှာပြထားတဲ့အတိုင်းလေးရသွားပြီပေါ့နော်